အားလုံးပဲမင်္ဂလာပါခင်ဗျာ GS နဲ့ ID knowledge channel ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာတော့ what is GS ဆိုတာဘာလဲ GS ကိုဘယ်လိုနေပယ်မှာအသုံးပြုတာလဲ GS ရဲ့ main function တွေ component တွေ data မျိုးစားတွေဘာတွေကိုအသုံးပြုတာလဲGS နည်းပညာကိုကျွန်တော်လေ့လာမယ်ဆိုလို့ရှိရင်မသိမဖြစ်ကျွန်တော်တို့သိတဲ့ data တွေအကြောင်းတွေကျွန်တော်တို့ coordinate system တွေအကြောင်းတွေဒါတွေကိုကျွန်တော်တို့ကဒီသင်ခန်းစာမှာကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်GS ရဲ့ကျွန်တော်တို့ရှေ့ကောက်ကတော့ Geographic Information System ပထဝီဆိုင်ရာသတင်းချက်လက်စနစ်မြန်မာမှုပြုလို့ရပါတယ်ဒီတက်လည်းအများကြီးကျွန်တော်တို့ကြည့်ပြပါမယ်ကမ္ဘာမြေပေါ်မှာရှိနေတဲ့တည်နေရာမှတ်သားတွေကောက်ယူပြီးတော့ကျွန်တော် GS ဆိုတဲ့ software တွေအသုံးပြုပြီးတော့ပုံဖော်ကြည့်ရှုပြီးတဲ့အချိန်မှာ analyze လုပ်ကြည့်မယ်ဟိုတုန်းကအဲ့နေရာဘာတွေဖြစ်ခဲ့လဲအခုဘာတွေဖြစ်နေလဲနောက်ဘာတွေဖြစ်လာနိုင်လဲဆိုတာကျွန်တော်တို့ကခံမှန်းမယ်ဒါကိုကျွန်တော်တို့က GS နည်းပညာအသုံးပြုပြီးကျွန်တော်တို့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် GS ရဲ့အဓိက main function ကပါလေ GS မှာဆိုလို့ရှိရင်ဒီကမ္ဘာမြေပေါ်မှာရှိတဲ့တည်နေရာတွေကိုကျွန်တော်တို့ကကောက်ယူမယ် data တွေကိုကျွန်တော်တို့ management လုပ်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ကောက်ယူထားတဲ့ကျွန်တော်တို့က data တွေနဲ့ကျွန်တော်မြေပုံပုံဖော်ပြီးတော့ကျွန်တော်တို့က virtual slide လုပ်ကြည့်မယ်တတိယအနေနဲ့ကျွန်တော်တို့ကောက်ထားတဲ့ data တွေနဲ့ geoprocessing tool တွေကိုအသုံးပြုပြီးတော့ကျွန်တော် analyze လုပ်ကြည့်မယ်ခုနကကျွန်တော်ဆွေးနွေးခဲ့သလိုအတိတ်မှာဘာတွေဖြစ်ခဲ့လဲခုပြစ္ဆုတ်ပံမှာဘာတွေဖြစ်နေလဲနောင်နာကမှာဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တို့က analyze လုပ်နိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ GS ဆိုတဲ့အသုံးပြုမဲ့ကျွန်တော်တို့က negotiable data တွေကိုကျွန်တော်တို့က edit လုပ်မယ်မရှိသေးတဲ့ data တွေကိုအချက်လက်တွေကိုကျွန်တော်တို့ကဖန်တီးမယ် create လုပ်မယ်တည်ဆောက်ယူမယ်ဒါတွေကိုကျွန်တော်တို့က GS ရဲ့အဓိကကျွန်တော်တို့ main function ကျွန်တော်တို့က၄ခုဖြစ်ပါတယ်အဲ့တော့ GS ကိုအသုံးပြုဖို့လိုတဲ့ကျွန်တော် component အဲ့တော့ GS ကိုကျွန်တော်အသုံးပြုတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က 5 key component ၅ခုကျွန်တော်လိုရတယ်အဲ့နံပါတ်1လူဒီ GS ကိုအသုံးပြုနိုင်မယ်လူပြီးနောက်တစ်ခုက data နောက်တစ်ခုကကျွန်တော်တို့က software hardware နဲ့ကျွန်တော်တို့က method ဆိုဒီ component ကျွန်တော်၅ခုလိုပါအဲ့တော့လူအနေနဲ့ကျွန်တော်ဒီ GS နဲ့ပတ်သက်တဲ့ပညာတွေကိုကျွန်တော်တို့ online မှာကျွန်တော်တို့ share ပေးမယ် data တွေကတော့ online မှာရနိုင်တဲ့ data တွေဘယ်လိုထုတ်ယူသုံးစွဲမလဲဒါမှမဟုတ်လို့ရှိရင်တချို့ data တွေကမိမိဘယ်လိုတည်ဆောက်မလဲဒါတွေကိုကျွန်တော်တို့ကရှေ့ဆက်ပြီးကျွန်တော်တို့ပို့ချသွားမှာဖြစ်ပါတယ်နောက်တစ်ခုတော့ကျွန်တော် software ရတယ်အဲ့တော့မြန်မာနိုင်ငံမှာအဓိကအသုံးများဆုံးဒီ QGIS Agit Desktop Agit Pro Agit Enterprise နောက်တစ်ခုတော့ကျွန်တော်တို့ remote sensing အသုံးပြုတဲ့ Google Engine MV ဆိုတဲ့ software တွေဖြစ်ပါတယ်အဲ့တော့ဒီ software တွေကနေမှာကျွန်တော် channel ကနေကျွန်တော် Agit Pro Agit Desktop Global Mapper ဒီဟာနဲ့ပတ်သက်တဲ့အားတွေကိုကျွန်တော်တက်နိုင်တယ်များကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်GS ရဲ့ data format GS ကိုလေ့လာမယ်ဆိုလို့ရှိရင်သူ့ရဲ့ data format တွေကြောင့် data တွေကြောင့်ကျွန်တော်တို့ကသိမှာကိုယ့်ရဲ့ big data ဘယ်လို format နဲ့ကျွန်တော်တို့ကကောက်ပါလဲအဲ့တော့ data format မှာဆိုလို့ရှိရင်အဓိက data format နှစ်ခုရှိတယ်ကျန်တဲ့ data format တွေရှိတယ်အဓိက data format နှစ်ခုရှိပါတယ်အဲ့ဒါတော့ vector data နဲ့ raster data ဖြစ်ပါတယ်vector data ဆိုတာဘာလဲ vector data ဆိုတာကျွန်တော်တို့ point တွေ line တွေ polygon တွေနဲ့ကျွန်တော်တို့ user data တွေကို vector data လို့ကျွန်တော်တို့ကခေါ်ပါတယ်သူ့အချက်လက်တွေကိုကျွန်တော်တို့က special data အနေနဲ့ရေးဆွဲတယ်ပြီးလို့ရှိရင်သူ့ရဲ့ attribute table ထဲမှာသူ့ရဲ့အချက်လက်တွေကိုကျွန်တော်တို့ကသိမ်းဆည်းပါတယ်အဲ့တော့ vector data ဒီသူ့ရဲ့အချက်လက်တွေကိုကျွန်တော်တို့ attribute ထဲမှာကျွန်တော်တို့က attribute အနေနဲ့ကျွန်တော်တို့ကသိမ်းဆည်းပါတယ်နောက်တစ်ခုကကျွန်တော် raster data ပေါ့ဘယ်လိုဟာတွေက raster data လဲအဲ့တော့ကျွန်တော်တို့ satellite image တွေ drone တွေ area ဒီလေအနေနဲ့ရိုက်ထားတဲ့ area photo တွေ scan လုပ်ထားတဲ့ scanning map တွေနောက်တစ်ခုကတော့ကျွန်တော်တို့က elevation data DSM DEM DDM digital elevation model တွေ digital terrain model ကျွန်တော်တို့ digital surface model
ဒီ elevation data တွေကကျွန်တော် raster data ဖြစ်ပါတယ်ဒီ raster data တွေဒီကျွန်တော်တို့ကသူ့ရဲ့ data တွေကိုသူလည်းသိမ်းဆည်းရပါတယ်ဘယ်လိုသိမ်းဆည်းလဲဆိုတော့သူတို့ကဆဲခွက်ထဲမှာကျွန်တော်တို့ကသူ့ရဲ့တန်ဖိုးတွေအနေနဲ့ကျွန်တော်တို့ကသိမ်းဆည်းထားပါတယ်အဲ့တော့ raster data ရဲ့ဒီ resolution ကျွန်တော်တို့ကကန့်သက်ချက်ရှိပါတယ် zoom level ကန့်သက်ချက်ရှိရ resolution ကန့်သက်ချက်ရှိ resolution ကျွန်တော်တို့ကအနေများပေါ်မူတည်ပြီးတော့ analyze လုပ်လို့ရှိရင်ပါရလာတဲ့ result တန်ဖိုးဒီကျွန်တော်တို့ကကွာခြားနိုင်ပါတယ်တွေ့နေရတဲ့ကျွန်တော်အစာအုပ်ပုံစံလေးနဲ့ဟိုနောက်ဆုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ resolution မကောင်းတဲ့အချိန်မှာအစာအုပ်လို့ကျွန်တော်ပုံပေါ်ကြည့်လို့တော့မရပါဘူးเนาะဒါဒီကျွန်တော်တို့က raster data တွေရဲ့ resolution ကွာခြားချက်ဖြစ်ပါတယ်အဲ့တော့ vector data တွေမှာတော့သူအချက်လက်တွေကိုကျွန်တော်တို့က point တွေ line တွေ polygon တွေဒါတွေကျွန်တော်တို့က special data တွေနဲ့တိဆောက်တယ်တိဆောက်ပြီးအချိန်မှာကျွန်တော်တို့ကသူ့ point တစ်ခုရဲ့ point တွေ line တွေ polygon တွေအချက်လက်တွေကိုကျွန်တော် attribute အနေနဲ့ကျွန်တော်ကသိစေတာဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရွှေပုံဖျားကျွန်တော် point လေးတစ်ခုချလိုက်မယ်ဒါဒီကျွန်တော်တို့ကဘယ်နှစ်ခုနှစ်ကတိဆောက်ခဲ့တယ်ဘယ်သူတိဆောက်ခဲ့တာလဲဘယ်နှစ်ခုနှစ်ကဘာတွေပြုပြင်ခဲ့တာလဲဒါတွေကျွန်တော်တို့ကအချက်လက်တွေကိုကျွန်တော်တို့ကဒီ attribute တွေထဲမှာထည့်ပြီးတော့ကျွန်တော်တို့ကသိစေနိုင်ပါတယ်အဲ့တော့ vector data မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ spatial data attribute data ဒီနှစ်ခုလုံးကျွန်တော်တို့ကပြည့်စုံမှသာလေ vector data တွေက analyze လုပ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ကဒီ GIS ကိုလေ့လာတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ data အကြောင်းတွေကိုကျွန်တော်တို့သိမှရမှာဖြစ်ပါတယ်အဲ့တော့ data ဆိုတာပါလေ data ဆိုတာပါလေအဲ့တော့ data ဆိုတာကျွန်တော်သင်္ချာနည်းနဲ့ကျွန်တော်တွက်ထုတ်ထားတဲ့ကျွန်တော်တို့ကဘာကြီးရဲ့အကြောင်းအရာအချက်လက်တွေဖြစ်ပါတယ်အဲ့တော့စချင်းကျွန်တော်သင်္ချာပညာရှင်တွေကစဉ်းစားနော်ကဘာကြီးကလုံးနေ sphere ဖြစ်တယ် a equal to v x ဆိုရင် y ဝင်နဲ့ကျွန်တော်တို့ကစဉ်းစားတယ်စဉ်းစားပြီးအချိန်မှာဒုတိယတစ်ဆင့်အနေနဲ့ဘာထပ်စဉ်းစားလဲကဘာကြီးဒီကိုယ်ဝင်ရိုးပေါ်မှာကိုလေပတ်ပြီးတော့ကျွန်တော်တို့ကနေကိုလေပတ်နေတာဒါကြောင့်နေနဲ့မျက်နှာမူတဲ့ဘိုင်းနေသည်အနည်းလေးတော့ကျွန်တော်တို့ပြားနေတယ်ဘဲဥပုံသဏ္ဍာန်ပေါ့နော်ဘဲဥပုံသဏ္ဍာန်ဖြစ်နေတယ်လို့သူစဉ်းစားတယ်စဉ်းစားပြီးအချိန်ကျကျွန်တော်တို့က A ဆိုတဲ့ major axis နဲ့ B ဆိုတဲ့ minor axis ဆိုပြီးတော့ကျွန်တော်တို့ကတွက်ထုတ်တယ်အဲ့ရနေမှာကဘာကြီးဒီဘယ်လောက်ပြားနေလဲဆိုတဲ့ f ဆိုတဲ့ flatten ကိုကျွန်တော်တို့ကတွက်ထုတ်တာဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့လူနီးပညာတွေလူတွေရဲ့အသိပညာတွေဒါတွေကျွန်တော်တို့မြင်မာလာတဲ့အချိန်မှာကဘာကြီးဒီတောင်တန်းတွေတောင်ကုန်းတွေခြံဝန်းတွေဒါတွေနဲ့ဖွဲ့စည်းကြတဲ့ irregular shape ဆိုတော့ကျွန်တော်တို့ဒီ irregular shape မှာသင်္ချာနည်းရတွက်ထုတ်ဖို့အတွက်ခဲရင်းသွားခေါင်းနဲ့ရှုပ်အဲ့တော့ဒါကြီးကိုကျွန်တော်တို့က data တစ်ခုဖြစ်လာဖို့အတွက်ဘယ်လိုတွက်ထုတ်မှာလဲဒီသင်္ချာပညာရှင်တွေကကျွန်တော်တို့ကဘာကြီးရဲ့ဘဲဥပုံသဏ္ဍာန်ပြီးလို့ရှိရင်တကယ် reality ပုံသဏ္ဍာန်ဒီနှစ်ခုကိုကျွန်တော်တို့ကထပ်ပြီးတော့နော်တစ်ထက် center နှစ်ခုကိုတစ်ထက်ကြောင်အောင်ရင်သုံးလုပ်လိုက်လုပ်ပြီးချိန်ကျမှ at center data ဆိုပြီးတော့ data တစ်ခုကျွန်တော်တို့ကရရှိပါတယ်အဲ့တော့ at center data ဒီကျွန်တော်တို့ကနောက်တနည်းအားဖြင့် global data လို့လည်းခေါ်ပါတယ်အခုလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ဒီ global data မှာဆိုလို့ရှိရင်World Geodesic Survey 1984 WGS 1984လို့လည်းကျွန်တော်တို့ကခေါ်ပါတယ်အခုလက်ရှိအသုံးပြုနေတဲ့ကျွန်တော်တို့ GPS device တွေ web map တွေမှာဆိုလို့ရှိရင်ဒါ WGS 1984ကိုအသုံးပြုခြင်းဖြစ်ပါတယ်ဒါသည်ကျွန်တော်တို့ရဲ့ global data တခုကျွန်တော်တို့စတင်ပြီးတော့ရရှိခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကဘာကြီးဒီ irregular shape နော်ဒါ irregular shape ဒီပုံစံဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပညာရှင်တွေတွက်ထုတ်လိုက်တဲ့အချိန်မှာတော့ကဘာကြီးကိုသူကကျွန်တော်လှပလုံးဝဲနဲ့ပုံသဏ္ဍာန်အနေနဲ့တေချာနည်းရကျွန်တော်တို့တွက်ထုတ်ပြီးတော့ဆွဲထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ global ရလာတဲ့ global data ဒီကဘာကြီးရဲ့center map နေရအမှားနေနိုင်တယ်သူရဲ့ဝေးလေသူရဲ့တိကျမှုအမှားတွေကျွန်တော်တို့များတယ်ဥပမာဝေးလေ200မီတာ200မီတာ300မီတာ900 800ဒါမျိုးတွေကျွန်တော်တို့မှားလာနိုင်ပါတယ်ဒါကြောင့်မလို့သက်ဆိုင်ရာနိုင်ငံတွေလိုက်ကဒီ global data ပေါ်မှာမူတည်ပြီးတော့ကိုယ်နိုင်ငံနဲ့ကိုက်ညီမဲ့ local data တွေကိုကျွန်တော်တို့ကတည်ဆောက်ကြပါတယ်အဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းတက္ကရာ2000ခုနှစ်ကတည်ဆောက်ခဲ့တဲ့မြန်မာ data 2000ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အဲ့တော့
ဒီတန်ဘယ်လိုဖြစ်လာလဲဆိုတာအားလုံးရှင်းလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ latitude longitude GS ကိုလေ့လာမယ်ဆိုရင်ကျွန်တော် coordinate system ဖြစ်တဲ့ latitude longitude ကိုကျွန်တော်တို့ကမဖြစ်မနေသိရပါမယ်အဲ့တော့ဒီမှာလည်းကျွန်တော်အကြံပေးတော့ကျွန်တော်ဆွေးနွေးသွားမှာပဲ latitude ဆိုတာကကျွန်တော်တို့ကမ္ဘာကြီးရဲ့ကျွန်တော်တို့အရှေ့နဲ့အနောက်ကိုကျွန်တော်တို့ကဆွဲထားတဲ့မြင်ဖြစ်ပါတယ်ကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းအလဲတက်ရနေပြီးမှကျွန်တော်တို့ကဆွဲထားဖြစ်ပါတယ်အဲ့ဒီဆွဲထားတဲ့မြင်းကို0 degree မျိုးကျွန်တော် equator လို့ခေါ်ပါတယ်။ equator ဆိုတာက equal ဆိုတဲ့ Latin စကားကနေဆင်းသက်လာခြင်းကျွန်တော်တို့ဖြစ်ပါတယ်။အဲ့တော့ equator ရဲ့ကျွန်တော်မြောက်ဘက်ပိုင်းကိုကျွန်တော်တို့ကမြောက် latitude လို့ခေါ်ပြီးတော့ equator တဲ့တောင်ဘက်အခြမ်းကိုကျွန်တော်တို့ကတောင် latitude လို့ခေါ်ပါတယ်။အဲ့တော့မြောက် latitude ဒီစုစုပေါင်း90 degree ရှိပြီးတော့တောင် latitude ဒီစုစုပေါင်းကျွန်တော်တို့90 degree ရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကမ္ဘာကြီးဒီ latitude ပေါင်းကျွန်တော်တို့180ကျွန်တော်တို့ဒီရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ longitude ကျွန်တော်တို့ longitude ဒီကမ္ဘာတောင်ဝင်ရိုးစွန်းနဲ့ကျွန်တော်တို့ကမြောက်ဝင်ရိုးစွန်းနဲ့ကျွန်တော်တို့ကဆက်ထားတဲ့မြင့်ကိုကျွန်တော်တို့ကlongitude မြင့်လို့ကျွန်တော်တို့ခေါ်ပါတယ်အဲ့တော့စံတော်ချိန်တွေကိုလည်းကျွန်တော်တို့ကကမ္ဘာကြီးဒီတောင်နဲ့မြောက်ပုဝင်ရိုးပေါ်မှာကျွန်တော်မူတည်ပြီးလဲပြီးတော့နေကိုလေပက်နေတာဖြစ်တယ်စံတော်ချိန်တွေကိုတတ်မှတ်တဲ့ချိန်ကြရင်လည်းကျွန်တော်ဒီlongitude မြင့်နေတယ်ကျွန်တော်တို့ကသတ်မှတ်ပါတယ်အဲ့တော့ longitude မြင့်ရဲ့ကျွန်တော်တို့ကအရှေ့ဘက်ကိုသွားတာဒီကျွန်တော်တို့စုပေါင်းဒီဂရီ180 ဒီဂရီရှိပြီးတော့အနောက်ဘက်ကိုသွားတာဒီကျွန်တော်စုပေါင်း180 ဒီဂရီပဲအရှေ့ဘက်ကိုသွားတဲ့မြင့်တွေကိုကျွန်တော်တို့အရှေ့ longitude လို့ခေါ်ပြီးတော့အနောက်ဘက်ကိုသွားတဲ့မြင့်တွေကိုကျွန်တော်တို့အနောက် longitude လို့ခေါ်ပါတယ်အဲ့တော့စုပေါင်းကမ္ဘာကြီးဒီ longitude ပေါင်း360 ဒီဂရီရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကမ္ဘာကြီးဒီ latitude ပေါင်း180 ဒီဂရီ longitude ပေါင်း360 ဒီဂရီရှိပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ longitude 92 ဒီဂရီကနေကျွန်တော်တို့101 ဒီဂရီအတွင်းရှိတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့စံတော်ချိန်မြင့်ဒီ69.5 ဒီဂရီမြင့်ဖြစ်ပါတယ်အဲ့တော့ JS နဲ့အဲ့ဒီ channel ကိုကြည့်ရှုနေတဲ့ပြည်သက်ကြီးများခင်ဗျာကျွန်တော်ရဲ့သင်ခန်းစာကိုဒီမှာပဲကျွန်တော်တို့ညနာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ